ယနေ့ဟာမြန်မာနိုင်ငံရဲ့အဓိကဘာသာဖြစ်တဲ့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းခဲ့တဲ့အစိုးရကိုယ်တိုင်လွှတ်တော်မှာအတည်ပြုခဲ့တဲ့နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ်ဖြစ်ပါတယ်။အဲတော့နိုင်ငံတော်ဘာသာဒီနေ့သတ်မှတ်ခဲ့တော့လည်းပဲတကယ်တော့ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာရှေးအကြဆုံးဘာသာလို့ပြောလို့ရဟိန္ဒူဘာသာနတ်ကိုယ်တဲ့ဘာသာမှလွယ်လို့ကျန်တဲ့ဘာသာဒီထဲမှာဗုဒ္ဓဘာသာဟာအစောဆုံးရောက်တဲ့ဘာသာလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်နိုင်ငံမြန်မာနိုင်ငံရဲ့ဒေသအသီးသီးခေတ်အဆက်ဆက်မှာတကောင်းခေတ်ပြုခေတ်တရေကရခေတ်ပကံခေတ်အင်ဝါခေတ်ကုန်းမုံခေတ်စသည်ဖြင့်ခေတ်အဆက်ဆက်ဒေသအသီးသီးမှာဗုဒ္ဓဘာသာရဲ့အဆောက်အဦတွေစေတီတွေကျောင်းတွေကျောင်းကန်တွေစသည်ဖြင့်ဒါတွေကိုကြည့်တော့အပြင်ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့ဘာသာလို့ပြောလို့ရတယ်မြန်မာနိုင်ငံအဖြစ်စုစည်းခဲ့တဲ့ပရမမြန်မာနိုင်ငံလို့ဖြစ်အောင်တည်ထောင်ခဲ့တဲ့အနော်ရမင်းကြီးလက်ထက်ကနေစပြီးတော့ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်တဲ့ဘာသာအဖြစ်ရောက်အောင်စနစ်တကျဒီရှင်အရဟံကိုနဲ့အနော်ရမင်းတို့လက်တွဲပြီးတော့ဗုဒ္ဓဘာသာသာသနာပြုခဲ့ခြင်းကြောင့်ဒီသာသနာဗုဒ္ဓဘာသာဟာအဲ့ဒီချိန်ကစပြီးတော့နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခဲ့တယ်အများလည်းပဲဒီကိုယ်ွယ်ခဲ့ဒါနဲ့မကဒုတိယမြန်မာနိုင်ငံတော်ကြီးတည်ထောင်သွားတဲ့ရင်းတော်မင်းတရားကြီးလက်ထက်မှာလည်းပဲတကယ်ကိုဘုရင်ကိုယ်တိုင်ဘုရင်နဲ့ကွာတိုက်သူပြည်သားတွေအားလုံးဗုဒ္ဓဘာသာအဖြစ်ကိုယ်ွယ်ခဲ့တဲ့ဘာသာကြီးဖြစ်တယ်ဘုရင်တော်မင်းတရားကြီးလက်ထက်ယခုအိန္ဒိယနယ်စပ်စစ်တကောင်းတို့ဒီထိအောင်ဗုဒ္ဓဘာသာပြန့်နှံ့ခဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံထိအောင်ဒီဘုရင်တော်